다이오 요매 포에 비로 짱샤 비로 다카레 루묘의 가운센다 바 가운센다 냐 가운센다 따자매 소예 다 마도알이 밀로 표지네 바장로서 쩌도 피세요 뭐 메자디 우트네 쩌도 세데모 나시 묘도알의 기사로가 그럼 뭐 메자오매 세디 세다 900 လောက်ရှိတယ်စစ်သားတွေပြောမို့စစ်သားမိသားစုကလေးတွေကပါအဲ့ဒါတွေကိုကမ်းမော်တက်လာတော့ဓာတ်နဲ့ခုတ်တာအဲ့ဒါတွေကခုချိန်ထိရှိသေးတယ်နော်အဲ့ဒီအကြောင်းပြန်ပြောနိုင်တဲ့သူတွေခုချိန်ထိနေပြည်တော်မှာရှိတဲ့ထောင်နေပြည်တော်မှာရှိတဲ့ဟိုမှာရှိတယ်ကျန်ဆေးရုံမှာအခုတော့ဆေးရုံဆင်းလောက်ပြီမမေ့သေးဘူးနော်တစ်နှစ်ကျော်ပဲရှိသေးတယ်မမေ့သေးဘူးကြောက်တော့မှဖြစ်သွားတာမမေ့သေးဘူးနော်ကြောက်တော့မှကလေးတွေကစားဓာတ်နဲ့ခုတ်တာကလေးတွေကစားဓာတ်နဲ့ခုတ်တာအဲ့ဒါအဲ့ဒီထဲမှာဗမာတွေပါတယ်ရခိုင်လေးတွေပါတယ်စစ်သားတွေမိသားစုဝင်တွေအများကြီးပဲအဲ့ဒါကိုဓာတ်နဲ့ခုတ်တာခဲ့တာဒီဘက်ကပြည်မဗမာတွေဒေါသချတယ်ဒေါသထွက်ကြတယ်စိတ်ဆိုးကြတယ်ဒါပေမဲ့နိုင်ငံတော်ကြီးကဲတွေကတက်ညာပြီးစဉ်းစားပြီးတော့လူမျိုးရေးမဖြစ်အောင်ဆိုပြီးတော့အဲ့တရင်ကိုတုံးထောင်းလုပ်ပစ်ခဲ့တယ်ဘာကြောင့်လဲဆိုတော့လူမျိုးရေးဖြစ်မှာစိုးလို့အဲ့တော့ရခိုင်တိုင်းသားတွေဘက်ကလည်းအချက်စဉ်းစားဖို့လိုတာကခင်ဗျားတို့ AA နဲ့အတူရှင်တွဲနေထိုင်မယ်ဆိုရင် AA နဲ့မဖြစ်လို့ဒါလို့ရှင်တွဲနေထိုင်မယ်ဆိုရင်တော့ခင်ဗျားတို့ AA အားပေးမဖြစ်ဖို့နေဖို့လိုတယ်AA အားပေးဖြစ်ရင်တော့အကြမ်းဖက်အားပေးဖြစ်ရင်တော့အကြမ်းဖက်သမားနဲ့ရောနေနေတာခံရနိုင်တယ်ဘလို့ကြောင့်ဖြစ်ဖြစ် AA ကိုခင်ဗျားတို့အားပေးနေပြီလေဆိုရင်အကြမ်းဖက်သမားနဲ့ရောနေနေခံရလိမ့်မယ်ရောနေနေခံရတော့မှပြည်သူပါဆိုပြီးတော့လက်သီးလက်မောင်းတန်းလို့တော့မရဘူးကျွန်တော်ဒါရိုးရှင်းပါပြောတာအဲ့တော့ရခိုင်တိုင်းသားတွေကတေချာစဉ်းစားရမှာကငါတို့နေရာကို AA တွေကလာသိမ့်ပိတ်ထားလို့သာနေရတာဒါငါတို့ AA နဲ့ကင်းအောင်တက်နိုင်သလောက်ဝေးအောင်နေမယ်မထောက်ပံ့ AA ဖြစ်သွားလဲငါတို့မသိအောင်ဆောင်နေမယ်မကူညီဘူးဝေးတက်နိုင်သလောက်ခွာနေနိုင်မယ်ဆိုရင်ငါတို့အနေရခဲ့မယ်ဆိုတဲ့အတွေ့မျိုးရှိထားဖို့လိုတယ်ရခိုင်နဲ့ AA နဲ့ကလုံးဝမတူဘူးဆိုတော့ခွဲမြင်ဖို့လိုတယ်ရခိုင်တိုင်းသားတွေက AA ဖြစ်တယ်လို့ပြောလိုက်ရင်တော့ဒါဆိုရင်ကျွန်တော်တို့မပြောနိုင်ဘူးပြောလို့တော့ဒါတော့ကျွန်တော်ဘာမှမှတ်ချင်မပေးလို့ဒါပေမဲ့ရခိုင်တိုင်းသားတွေတိုင်းဟာ AA မဟုတ်ဘူးဆိုတာမျိုးခံယူထားတယ်ဆိုရင်တော့တချို့ကိစ္စတွေစစ်ရဲ့သဘောခွဲမြင်နိုင်မယ်လို့ယူဆတယ်နောက်တစ်ခုက AA ရခိုင်တိုင်းသားအလုံးကိုစားပြုသလားအဲ့မိကိုခင်ဗျားတို့ဖြေကြဖို့လိုတယ်ခင်ဗျားတို့ AA ရတကယ်ကိုစားပြုသလားပြန်ဖြေဖို့လိုတယ် AA ကခင်ဗျားတို့ကိုစားပြုပါတယ်ဆိုရင်တော့ခင်ဗျားတို့လည်း AA နဲ့အတူတူဖြစ်နေပြီအဲ့ဒါဆိုရင်တော့တပ်မတော်ဟာတကယ် operation လုပ်တဲ့ခါကျရင်အကုန်လုံးညှပ်ပြီးတော့ထပ်ပြီးတော့ဒါတဲ့ဆုံးရှုံးမှုတွေပိုကြီးသွားနိုင်တယ်တပ်မတော် operation ဝင်ပါပဲတချီချီမပြောင်းဝင်လိမ့်မယ်စောင့်ကြည့်ပါမဝင်ဘူးဝင်လိမ့်မယ်ဒါပေမဲ့ဝင်မဲ့အကာလကိုသာကျွန်တော်ကအနည်းနဲ့အမြောင်ကြည့်နေတာအဲ့ခါကျရင်တော့ရခိုင်တိုင်းသားတွေကရခိုင်တိုင်းသားတွေလိုပဲနေပြီးတော့အေးချမ်းသမားတွေနဲ့မရောထွေးဖို့ပဲကျွန်တော်တို့မြစ်တိုင်ခံတာအခုလည်းမရောထွေးပဲနေတာအကောင်းဆုံးပဲလို့ကျွန်တော်တိုင်လို့ကျင်တယ်ဒီမြောက်ဦးကိစ္စနဲ့ပတ်သက်ရင်တော့ပုံမှန်လင်းပြောရရင်တော့ဒီလိုဖြစ်စဉ်မျိုးတွေနောက်မဖြစ်